နံပါတ်တန်းလဲတူဈေးနှုန်းလဲတူတဲ့ဒီ Suzuki ဂိတ်လေးနဲ့မိတ်ဆက်ပေးပါဦးမယ်ရှင်ဒီကောင်လေးဆိုရင်နံပါတ်တန်း 2K နဲ့လာပါမယ်2009 model ပါမန်လေးလိုင်စင်နဲ့ပါရှင်တက်တန်းတို့ရင်စစ်ပြီးသားပါတာလေးလုံးလုံးအသစ်တိုင်းရမှာပါမန်နျူရဲ့2 wheel ပါ AC power စုံပါတယ်ကီလို3,500,000ကျော်ပါရှင်အမိုးကိုင်းခြေတက်ကုန်ပါပါတယ်အနောက်ကျန်းကင်းလေးလည်းတန်ပါတယ်ရှင်460ကိုညီနိုင်လေးနဲ့ရောင်းချပေးမှာပါဒီကောင်လေးဆိုရင်နံပါတ်တန်း 4K နဲ့လာပါမယ်2009 model ပါမန်လေးလိုင်စင်နဲ့ပါရှင်2026 တလပိုင်းထိတက်တန်းကြမှာသေးတယ်မန်နျူရဲ့2 wheel နဲ့လာပါမယ် AC မပါပါဘူးပါဝါပါပါတယ်ရှင်မီးချိန်လေးလည်းပါပါတယ်တာလေးလုံးလုံးအကောင်းပါသေးရဲ့ရှင်အမိုးကိုင်းခြေတက်ကုန်ပါပါတယ်အနောက်ကျန်းကင်းလေးလည်းတန်ပါတယ်460ဦးမှာညီနိုင်စင်းလေးနဲ့ရောင်းချပေးမှာပါအသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက3993333999မှာလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်